Hello guys ကျွန်တော်ရဲ့ YouTube channel လေးကပြန်ပြီးတော့ run တော့မှာဖြစ်တဲ့ကြောင့်မလို့ like and share subscribe လေးလည်းလုပ်ပေးပါပါဦးဗျ enemy coders လေးတခြားသောအရာလေးတွေလည်းတင်ပေးပါမှာဖြစ်တဲ့ကြောင့်မလို့စောင့်ကြည့်ပေးပါပါဦးခင်ဗျဒီစာမျက်နှာလေးမှာတော့ Shinobu အမှမသိခင်က Shinobu နဲ့နောက်ဆုံးစကားပြောခဲ့တဲ့အခိုက်အတန့်လေးကိုနောက်ကြောင်းပြန်ပြီးထားဖြစ်ပါတယ် Shinobu ရဲ့အမှ Shinobu ဒီနှဆိုးနေနေနဲ့အလုပ်ကိုမလုပ်ဘူးတော့ပြောနေရပဲဖြစ်ပါတယ်သူဘလောက်ပဲစူးစမ်းနေပါသေးမင်းဘလောက်ပဲစူးစမ်းနေပါသေးဖြစ်နိုင်ဒီအလုပ်ကိုမလုပ်ဘဲနဲ့ဆိုပြီးတော့သူ့တောင်းဆိုနေရဖြစ်ပါတယ်တာမန်မိန်းကလေးတယောက်ကပျော်ရွှင်မှုတွေကိုခံစားပြီးအဖွားကြီးဖြစ်ဒီအသက်ရှင်နေတဲ့နေထိုင်သွားရင်လုံလောက်ပြီဆိုပြီးတော့သူ့ပြောနေရပဲဖြစ်ပါတယ်ဒါပေမဲ့ရှင်နိုဘူးကနေငင်းဆက်နေပြီးတော့ဒီအိုနီနေနေနဲ့အလုပ်ကနေမထောက်ဘူးဆိုပြီးတော့သူ့အမကိုပြောနေရပဲဖြစ်ပါတယ်သူ့အမအတွက်ကလစားချင်မယ်ဆိုပြီးတော့သူကပြောနေရပါအားကြောင့်မလို့အဲ့ဒီအိုနီကဘယ်လိုပုံစံရှိလဲဘယ်အိုနီကအမကိုအဲ့လိုလောက်သွားလဲဆိုပြီးတော့သူ့အမကိုမေးနေရပဲဖြစ်ပါတယ်ရှင်နိုဘူးကနေပြီးတော့တောင်းတော့မှမယ်နဲ့သူ့အမတဲ့အောင်လုံးကိုဒီလိုလောက်သွားဖြစ်တဲ့ကြောင့်မလို့သူကဘယ်လိုဖြစ်ပြီးတော့တာမန်မိန်းကလေးတယောက်နဲ့နေနိုင်ရမှာလဲဆိုပြီးတော့သူ့အမကိုပြောနေရပဲဖြစ်ပါတယ်သူကအဲ့ဒီအိုနီသူ့အမကိုလောက်သွားတဲ့အိုနီကိုလက်စားချင်နေရပဲဖြစ်ပါတယ်အဲ့မှာသူ့အမကနေပြီးပြန်ပြောလိုက်တာကခေါင်းပေါ်မှာတွေးတီးဆောင်းထားတဲ့အိုနီပဲဆိုပြီးပြန်ပြောလိုက်တာဖြစ်ပါတယ်အဲ့ဒီအချိန်မှာပဲရှင်နိုဘူးကအထက်ဆင့်နှစ်ဖြစ်တဲ့ဒိုးမနဲ့တွေ့သွားပြီးတော့ဒိုးမနေပြီးတော့သူ့ကိုသူမိတ်ဆက်လိုက်ပါတယ်မင်္ဂလာပါကျွန်တော်နာမည်ကဒိုးမဖြစ်ပါရေးဆိုပြီးတော့မိတ်ဆက်လိုက်တာဖြစ်ပါတယ်ရှင်နိုဘူးရဲ့အမကိုတောက်သွားတဲ့နှဆိုးကဒိုးမဖြစ်နေတဲ့တကြောင်မို့လို့ရှင်နိုဘူးအမကနေပြီးတော့ဒိုးမရဲ့ပုံစံကိုပြောပြနေရပြီဖြစ်ပါတယ်အဲ့ဒီနှဆိုးရဲ့ပုံစံကပေါ့ပေါ့ပါပါနဲ့အမြဲတမ်းပြုံးနေပြီးတော့ဇကားကိုရင်ရင်ချင်းချင်းနဲ့ပြောတယ်အဲ့ဒီအချိန်မှာပဲဒိုးမတက်စားနေရဲ့မသေးပဲကြံခဲ့တဲ့ကောင်မလေးတယောက်ကနေရှင်နိုဘူးကိုမြင်သွားပြီးတော့ကျမကိုကယ်ပါအောင်ဆိုပြီးတော့အကူညီလန်းတောင်းတယ်ဒါပေမဲ့ဒိုးမကနေပြီးတော့သူစကားပြောနေဖြစ်တဲ့ကြောင့်မလို့မှနှောက်ရှက်နေဆိုပြီးရှူးဆိုပြီးတော့ကောင်မလေးကိုတက်ဖို့ဆိုပြီးလုပ်ပါတယ်အဲ့ဒီအချိန်မှာပဲရှင်နိုဘူးကနေရောက်လာပြီးတော့ကောင်မလေးကိုကယ်သွားပါတယ်ရှင်နိုဘူးကနေပြီးတော့သူဒိုးမလက်ထဲကနေကယ်လိုက်တဲ့ကောင်မလေးကိုအဆင်ပြေလိုက်လားဆိုပြီးတော့မေးနေပါတယ်ဒိုးမကိုယ်တိုင်ကနေပြီးတော့အားတင်သွားပြီးတော့ဒါဟာရှိရများလားဆိုပြီးတော့သူကတွေးနေပါသေးတယ်ဒါပေမဲ့စိတ်မကောင်းစွာနဲ့ကယ်လိုက်တဲ့အချိန်မှာအချိန်မမီလိုက်တာဖြစ်တဲ့ကြောင့်ကောင်မလေးရဲ့အသက်ကိုတေးစီလိုက်ပြီးတော့ကောင်မလေးအစိတ်အအမှားမှာကိုဖြစ်သွားတာပါအဲ့မှာဒိုးမကနေပြီးတော့အစိတ်အမှားမှာဖြစ်သွားတဲ့ကောင်မလေးကိုအိမ်သားပါပိုက်ချထားလိုက်ပြီးရင်စားမှမို့လို့ဆိုပြီးတော့ပြောနေပါသေးတယ်တကယ်ကိုရက်ဆက်တဲ့ကောင်မမိန်းကလေးတွေအကုန်အုံးလေးကိုလိုက်စားတဲ့ကောင်မရှင်နိုဘူးရဲ့အမကနေပြီးတော့သူ့တက်ခဲ့တဲ့ဒီမျိုးကချွန်တဲ့ရက်တောင်တွေကိုတုံးတယ်အဲ့ဒီမှာဒိုးမကနေပြီးတော့ငါအဆုံးမရှိဒုက္ခပုံနဲ့တီထောင်လူပဲယုံကြည်သူတွေအားလုံးရဲ့ပျော်ရွှင်မှုတွေဖန်တီးတာငါအလုပ်ပဲဆိုပြီးတော့ဒိုးမပြောနေတယ်အဲ့ဒီကလေးတွေကိုလည်းမချမ်းပဲငါအကုန်စားပြစ်မယ်ဆိုပြီးအဲ့ကောင်ပြောနေတာဖြစ်အဲ့ဒီချိန်မှာပဲရှင်နိုဘူးကနေတတိထားမိပါတယ်ဒါငါမောက်တက်ခဲ့တဲ့အိုနီပဲဆိုပြီးတော့တတိထားမိပါတယ်ရှင်နိုဘူးကနေပြီးတော့ဒီကောင်မလေးရဲ့စွမ်းတော်လေးနေရပဲအကူကြီးတောင်းခဲ့တယ်အားလုံးရဲ့ပျော်ရွှင်မှုဟုတ်လားယူမိုက်လိုက်တာဆိုပြီးတော့ပြန်ပြောလိုက်ဒါပေမဲ့ဒိုးမကနေပြီးတော့အဲ့ဒါကြောင့်ပဲမင်းဒီကောင်မလေးကိုစွမ်းတော်လေးတွေကယ်နေပေးလိုက်တာမဟုတ်လားဆိုပြီးသူကပြန်ပြောလိုက်တယ်ဒိုးမနေပြီးတော့ဒီမိန်းကလေးကထပ်ပြီးတော့မခံစားရတော့ကြောက်စရာလည်းမလိုတော့ဘူးလူတိုင်းကတော့တေးရမှာကိုကြောက်ကြတယ်အဲ့ဒါကြောင့်မလို့ငါတက်စားပြီးနေရတယ် what the fuck စောက်တော်လေးကောင်တကယ်ပြီးတော့ဒီကောင်ကထပ်ပြီးတော့ပြောသေးတယ်ငါနဲ့တူတူအသက်ရှင်သွားနိုင်တယ်တဲ့ဘသူကဒီလိုကောင်နဲ့အသက်ရှင်နိုင်မှာတော့ဘလို့တော့ပဲစဉ်းစားကြည့်ဒီကောင်ပြောပါသေးရဲ့အဆုံးမရှိတဲ့အချိန်တွေငါယုံကြည်သူတွေရဲ့ခံစားချက်တွေအသွေးတွေအသားတွေကိုတေးသေးချာချာလက်ခံရယူပြီးတော့တဲ့အမြင့်ဝင်ရအောင်ကင်နေပြီးရဲ့တဲ့ဖင်လုံးလိုက်အဲ့ဒီမှာပဲကျွန်တော်မရှင်နိုဘူးကနေပြီးတော့နင်ကြောက်ရောပြေးရလားနင်ကောင်းကောင်းရလားငါတကယ်အမ်မီရောမယ်ဆိုပြီးပြောလိုက်တာဖြစ်ပါတယ်မှန်တာပေါ့မမအမှန်ဆုံးပဲအဲ့ဒီအချိန်မှာပဲဒိုးမကနေပြီးတော့အခုမှစတွေ့တဲ့ဟာကိုတော်တော်ကြောက်ဖို့ကောင်းတာပဲတဲ့အော်သိပြီတဲ့တမင်းကတနာစရာလေးပဲတဲ့မင်းတခုကိုနာကျင်နေတဲ့ခံစားနေရတဲ့ကိစ္စရှိနေရမလားတဲ့ပြောကြည့်လေးတဲ့ငါနားထောင်မိမယ်ဆိုပြီးဒိုးမလိုကောင်ကရှင်နိုဘူးကိုပြန်ပြောလိုက်တယ်အဲ့ဒီအချိန်မှာပဲကျွန်တော်မရှင်နိုဘူးကနေဒိုးမကိုလှမ်းပြောလိုက်တယ်နာကျင်စရာတွေဟုတ်လားတဲ့ငါမောက်တက်ခဲ့တာနေမလားတဲ့ဒီဂျပန်ဟီရိုကြီးကောက်ကိုနင်မမှတ်မိဘူးလားတဲ့အဲ့လိုမျိုးဒိုးမကိုမေးလိုက်တယ်အဲ့ဒီအချိန်မှာပဲဒိုးမကနေပြီးအော်တဲ့ flower breathing ကိုတုံးတဲ့ကောင်မလေးများလားတဲ့အကောင်မလေးရတဲ့အရန်ကိုညှင်တာတာလေးတဲ့မနဲ့နေထွက်တော့မှမို့လို့တဲ့မစားလိုက်ရတာတဲ့တကယ်ကိုစားပြစ်ချင်လိုက်တာဆိုပြီးတော့ပြောနေနေပဲကျွန်တော်မရှင်နိုဘူးကဒိုးမရဲ့မျက်လုံးကို insert breathing နဲ့လှမ်းထိုးလိုက်တယ်ရှင်နိုဘူးရဲ့ထိုးချက်ကအရန်မြန်တဲ့အတွက်ဒိုးမတော်ကအောင်းသွားပြီးတော့လက်နဲ့တော့မကန်နိုင်လိုက်ဘူးဖြစ်တယ်ပြောနေရင်းနဲ့ပဲဒိုးမကနေပြီးတော့သူ့ရဲ့ရက်တောင်နဲ့ blood demon technique ဖြစ်တဲ့ Louis Eye ကိုပြန်သုံးလိုက်တယ်ရှင်နိုဘူးကနေပြီးတော့ဒိုးမသုံးလိုက်တဲ့ blood demon technique ကနေထွက်လာတဲ့လေတွေကိုခံစားမိသွားပြီးတော့အေးလိုက်တာအသေးသေးတောင်အေးရပဲဆိုပြီးတော့ပြန်ပြောလိုက်တယ်ဒိုးမကိုယ်တိုင်ရတယ်မြန်နေတော့တဲ့ဒါပေမဲ့မြန်ုံနဲ့ပဲအိုနီကိုမတတ်နိုင်ဘူးတဲ့လေဘင်းကိုဖျက်ရမှာတဲ့လေဘင်းကိုဖျက်မှအိုနီကိုတတ်နိုင်မှာဆိုပြီးပြန်ပြောလိုက်တယ်အဲ့ဒီအချိန်မှာပဲကျွန်တော်မရှင်နိုဘူးကနေပြီးတော့ထိုးရင်တော့မတတ်နိုင်ဘူးဆိုပြီးမြဲအစိတ်စုံရောဘလို့လဲဆိုပြီးအခြားခြားဒိုးမကိုပြန်မေးလိုက်တယ်ရှလန်ဆိုပြီးရှင်နိုဘူးကနေပြီးတော့ဒီအစိတ်ကအာမမှုဒီမိုတွေပေါ်မှာအလုပ်ဖြစ်လားမဖြစ်လားဆိုတော့အခုတည်ပြီးကျေစုပြုပြီးတော့အမဆိုပြီးလှမ်းပြောနေတယ်ဒိုးမနေပြီးတော့ဒါယူရီခုတောင်မှာတုံးခဲ့တဲ့အစိတ်တော့ပိုပြင်းတာပဲဆိုပြီးပြောနေတယ်တေဝါမှာအကောင်မြန်တေးလေးကောင်းလေပဲမရှင်နိုဘူးကနေထင်းတဲ့အတိုင်းပဲနဲ့နီးလန်းတွေကိုဖလှယ်ထားကြတာပဲပေါင်းဆက်မှုကိုအိုနီတိုင်းမှာပြောင်းလဲလို့ရှိလို့ရှိရင်အစိတ်ကနှစ်ဖောက်ကြုံကြားပဲဆိုပြီးပြောနေပါတယ်အမှဒိုးမကနေပြီးတော့တွေးတဲ့အန်နီယာကိုတွေ့ရမှာဖြစ်ပါတယ်ဒါပေမဲ့စိုးတာဒိုးမခဏလေးတွေးမှစိတ်ဖြေနိုင်သွားပြီးတော့ sorry ပဲဆိုပြီးတော့ရှင်နိုဘူးကိုတော့ပြန်ပြောလိုက်ပါသေးတယ်ရှင်နိုဘူးကနေပြီးတော့ခက်ခဲအသုံးပြုခဲ့ရတာလို့ပြောနေနေဒိုးမကနေပြီးတော့အဲ့ဒါ
အဲ့ဒီဒဲရီတဲကနေထွက်လာတဲ့အချိန်နဲ့ထွက်လာတဲ့အတန်ကထူးခြားရေးဆိုပြီးပြန်ပြောလိုက်တယ်မင်းရဲ့ဒဲရီတဲကအတန်ကိုထွက်လာရင်းနဲ့အစိတ်တွေကိုပြောင်းလဲနေရလားဆိုပြီးပြောနေတယ်အဲ့ဒီဒုမပြောတဲ့ထွက်လာတဲ့အတန်ဆိုတာကျွန်တော်စောတော့ကပြောတဲ့ရှလန်းဆိုတဲ့အတန်ပါဒုမကနေပြီးတော့ပြုံးစည်းစည်းနဲ့ပြောစရာကောင်းတာပဲတဲ့နောက်ဆက်ပေါင်းဆက်မှုတွေလုပ်ပြီးတော့တဲ့စမ်းဆက်ကြည့်ပါဦးတဲ့အလုပ်ဖြစ်မယ်ထင်လို့လားဆိုတာကိုတဲ့အစိတ်စားရတာတဲ့စိတ်ဝင်စားစရာပဲတဲ့အချင်းဖြစ်တော့မယ်နဲ့တူရဲဆိုပြီးတော့ရှင်နိုဘူးကိုရွှဲပြီးတော့ပြောလိုက်ပါသေးတယ်ကျွန်တော်မှရှင်နိုဘူးကနေပြီးတော့ကောင်းပြီလေတဲ့ဒီလိုဖြစ်လာမယ်ဆိုတာကြိုသေးထားပြီးတာတဲ့အဲ့ဒီတော့ပဲပြင်ဆင်လာခဲ့တာဆိုပြီးပြောနေတဲ့ chapter 141ကဒီမှာပဲအဆုံးသတ်သွားတယ်ကဲကား chapter 141ကတော့ဒီမှာပဲအဆုံးသတ်သွားပြီနောက် chapter တွေမှာကျွန်တော်တို့ပြန်တွေ့ကြမယ်ဒိုးမ fan တွေတော့ကတော့စိတ်မကောင်းပါဘူး